ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ဖုန်းတစ်လုံးရှိုံနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာအလွယ်ကူဆုံး Gmail ကောက်တဲ့ဖွင့်မဖွင့်နည်းလေးကိုအစားဆုံးရှင်းပြပြီးတော့မှာဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့ခင်မှာ Gmail ကောက်ဆိုတာကတော့ဒါလူတိုင်းလည်းအသုံးပြုကြတယ်လူတိုင်းလည်းဖွင့်တတ်မယ်ထင်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့မဖွင့်တတ်သေးတဲ့သူတွေအတွက်အဓိက UABT ဗီဒီယိုလေးကိုလုပ်ပေးခြင်းပဲဖြစ်ပါတယ်နောက်နေ့သင်ခန်းစာရေးမှာ Gmail နဲ့ပတ်သက်ပြီးကျွန်တော်ဖုန်းနံပါတ် chain တွေဒီလိပ်စာ chain တွေ name chain တွေစသဖြင့်အကုန်လုံးကိုတပုတ်ချင်းစီတင်ပေးသွားဖို့လည်းရှိပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုဒီ Facebook မှာဆိုရင် follow လုပ်ပြီးတော့ YouTube မှာဆိုရင် subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော် Gmail ကောက်တဲ့ဖွင့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီဖွင့်လို့ရရင်ဒီအများကြီးရှိရပါတော့ကျွန်တော်တို့ဒီဖုန်းထဲမှာပဲဖြစ်ကွန်ပျူတာမှာဖြစ်ဒီ browser မှာ create Gmail ကိုရေးချပြီးတော့လည်းဖွင့်လို့ရတယ်ကျွန်တော်ကတော့အလွယ်ကူဆုံးဒီ Gmail software လေးကိုသုံးပြီးတော့ဖွင့်ပြပြီးသွားမှာဖြစ်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်ဖုန်းထဲမှာရှိရဒီ Gmail ဆိုတဲ့ software လေးတွေကိုအရင်ဆုံးဝင်လိုက်ပါဗျဝင်လိုက်ပြီဆိုရင်တော့ဒါကတော့ကျွန်တော်ကအရင်တော့ Gmail ရှိလို့ပေါ့နော်မိတ်ဆွေတို့ကတော့ဒီ Gmail ကောက်တွေပါမရှိဘူးဆိုရင်နောက်တစ်ဆင့်ကနေထပ်ပြီးတော့မြင်တွေ့ရမှာဖြစ်ပါတယ်ဗျ Gmail software တဲ့ဝင်ခြင်းပေါ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းထဲမှာအရင်တော့ login ဝင်ထားတဲ့အရင်တော့ဒီဖွင့်ထားတဲ့ Gmail ရှိရဆိုရင်ကျွန်တော်ဒီ down မှာရှိရကျွန်တော်အခုမြှားထုတ်ပြပေးထားတဲ့ဒီ profile နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်အောက်ဆုံးဒီဆွဲလိုက်ရင်ကျွန်တော်ဒီအောက်ဆုံးနားမှာပေါ့နော် F Gmail F အနာသားအကောက်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗျဒီ F အနာသားအကောက်ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါကျွန်တော်တို့ကအသစ်ဖွင့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်F အနာသားကောက်ကိုနှိပ်လိုက်ရင်ကျွန်တော်ဆက် F email ဆိုပြီးတော့ဒီနေရာလေးကိုစပြီးတွေ့ရမှာဖြစ်ပါတယ်ဗျအကယ်၍မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီ Gmail software ထဲမှာ Gmail အကောက်တွေအရင်တော့ဖွင့်ထားတဲ့အဟောင်းတွေ login ဝင်ထားတာမရှိခဲ့တော့ရှင်ဒီနေရာလေးကနေစပြီးတွေ့ရမှာဖြစ်ပါတယ်ဗျကျွန်တော်ပထမဦးဆုံးအနေနဲ့ဒီနေရာလေးကိုရောက်ပြီဆိုရင်ဒီအပေါ်ဆုံးမှာရှိတဲ့ဒီ Google ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်သွားရမှာဖြစ်ပါတယ်ဒီနေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျပြီးရင် check in info ဆိုပြီးတော့ကျွန်တော်တို့ကိုဖုန်းမှာရှိတဲ့ဒီ log ပါညာ screen log ပေါ့နော်ဒီ user log ကိုကျွန်တော်ဖွင့်ခိုင်းပါလိမ့်မယ်ဒီ screen log လေးကိုဖွင့်ပေးလိုက်ပေါ့နော် finger နဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ pin number button number တွေနဲ့ပဲဖြစ်ဖြစ်ဖွင့်ပေးလိုက်ပါဗျဖွင့်ပေးလိုက်ပြီဆိုရင်ကျွန်တော်ဒီအဆင့်လေးကိုစပြီးတွေ့ရမှာဖြစ်ပါတယ်ဗျဒီနေရာမှာသူက sign in ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအကောက်ပါညာရှိပြီးသားအကောက်တွေ log in ဝင်နေတာဆိုရင်ကျွန်တော်အခုဒီမြှားထုတ်ပြပေးထားတဲ့ဒီ email ရောဖုန်းဆိုတဲ့နေရာမှာကိုယ့်ရဲ့ email address လိပ်စာလေးထည့်ပြီးတော့ကျွန်တော် net ကိုနှိပ်ပြီးရှေ့ကိုဆက်သွားရမှာဖြစ်ပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့ကအကောက်တစ်ဖွင့်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့နေရာသွားလို့မရပါဘူးဒီအောက်မှာရှိတဲ့ဒီ create account ဆိုတဲ့စာအပြလေးပေါ့နော် link အပြလေးအဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးတော့ရှေ့ကိုဆက်သွားရမှာဖြစ်ပါတယ်ဗျဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါနှိပ်လိုက်ပြီဆိုရင်ကျွန်တော်အဓိကအပြင်ဒီနေရာမှာစာလေးတွေပေါ်လာတတ်တယ်တချို့ဖုန်းတွေမှာဒီနှစ်ခုပေါ့နော်တချို့ဖုန်းတွေမှာ၄ခုလောက်ထိပေါ်တတ်တယ်ဘာပဲပေါ်ကျွန်တော်တို့အဓိကဒီ for my personal use ကိုရွေးပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်အောက်ကဒီ for work or my business ဆိုတာကကြတော့ဒါလုပ်ငန်းအတွက်ဖွင့်တာဖြစ်တယ်ပေါ့နော်တခါကြရင် for my child လို့ဘာလို့လဲပေါ်တတ်ပါတယ်ဗျအဓိကကတော့ဒီ personal use ဆိုတာလေးကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်ကိုယ်တိုင်သုံးဖို့အတွက်ဖွင့်တယ်ဆိုပြီးတော့ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒုတိယတစ်ဆင့်အနေနဲ့ကျွန်တော် first name နဲ့ last name ဆိုပြီးတော့ထပ်ပြီးတွေ့ရပါလိမ့်မယ်ဗျဒီနေရာမှာဒီ official ဆိုပြီးတော့ခွင်ပိတ်လေးနဲ့ထည့်ထားရဆိုရင်ဒါကျွန်တော်တို့ကမထည့်ကျင်လည်းရရဆိုတဲ့သဘောပါဥပမာအဖြစ်ကျွန်တော်ဆိုရင်ရဲလင်းအောင်လုပ်ပေးချင်တာဆိုရင်ဒီ first name မှာရဲဒီ last name မှာလင်းအောင်ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးခွဲပေးလိုက်မယ်ပေါ့နော်ဒီ name တွေပါရတာနောက်ပိုင်းမှာပြန်ပြီးချိန်ကျင်လည်းချိန်လို့ရတယ်အကယ်၍မိတ်ဆွေရဲ့ဖုန်းထဲမှာရှိပြီးသားဒီအကောက်ဖွင့်ပြီးသားဒီ Gmail တွေကို name တွေပါချိန်ကျင်နေဆိုရင်ဒါပြန်ချိန်လို့ရတယ်ပေါ့နော်နောက်ထပ်ဗီဒီယိုလေးကြာကျွန်တော်အဲ့အကြောင်းအရာလေးဆက်ပြီးသွားပေးပါမယ်ဗျကိုယ်စိတ်တိုင်းကျ name ကိုယ့်ရဲ့နာမည်ကိုထည့်ပါထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ဒီ next ဆိုတဲ့အပြောင်း clock လေးကိုနှိပ်ပြီးရှေ့ဆက်သွားမှာဖြစ်ပါတယ်ဗျဒီ next လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါဗျနေကလေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒီနေရာမှာကိုယ့်ရဲ့မွေးနေ့တက်ဂရစ်ကိုထည့်ခိုင်းမှာဖြစ်ပါတယ်ဗျမွေးနေ့တက်ဂရစ်ကတော့ကျွန်တော်တို့ဖြစ်နိုင်နေဆိုရင်ဒီအမှန်ကန်ထည့်ပေးတာပိုကောင်းတယ်ပေါ့နော်ကိုကြိုက်တဲ့ဟာတော့ထည့်လိုက်လို့ရတယ်ဒါပေမဲ့အမှန်ကန်ထည့်ပေးရင်ဘာရအားသာချက်ရှိလဲဆိုရင်ဥပမာအဖြစ်ကျွန်တော်တို့နောက်ပိုင်း ID verify တခုလောက်တာဖြစ် ID verify ဆိုဥပမာအဖြစ် AD zan တို့ AD mode ဒါမှမဟုတ်ဒီပတ်စံဝင်တာတွေတခုခုပေါ့နော်ဒီလိုမျိုး Gmail နဲ့ပတ်သက်ပြီးတော့ ID ကတ်တခုနဲ့ verify တဲ့ခါမျိုးမှာဆိုရင်မွေးနေ့အမှန်ထည့်ထားခဲ့မယ်ဆိုရင်ဒါကျွန်တော်တို့အတွက်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒီမွေးနေ့ပါရဒါကိုကဖွင့်ပြီးသားအကောက်တွေမှာမှားပြီးထည့်ခဲ့မိရလို့ဘာလို့ဆိုရင်လည်းပြန်ပြီးချိန်လို့ရပါတယ်ဗျနောက်ထပ်သင်ခန်းစာအတိုင်းကျွန်တော်ချိန်ဒီဗီဒီယိုလေးဆက်ပြီးတော့တင်ပေးသွားပါမယ်ဗျကိုယ့်ရဲ့မွေးနေ့ကိုမှန်ကန်ထည့်လိုက်ပါတော့ထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်မှာဒီယောက်ျားလေးမိန်းကလေးရွေးရမယ့်နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျဒီနေရာမှာကိုကယောက်ျားလေးလားမိန်းကလေးလားကိုယ်စိတ်တိုင်းကြရွေးပေါ့နော်ရွေးပြီးပြီဆိုရင်တော့နှိပ်ကိုနှိပ်ပြီးရှေ့ဆက်သွားမှာဖြစ်ပါတယ်ဗျနှိပ်ကိုနှိပ်လိုက်ပါဒီနေရာမှာကျွန်တော်တို့ဒီ email address လိပ်စာပေါ့နော်ကိုယ့်ရဲ့ email address ကိုယ့်ရဲ့ဒီအဓိကနေရာလေးကိုရောက်ပါပြီဗျဒီနေရာမှာသူကဓာတ်ဖောက်အပြင်2ခု3ခုလောက်ဒီလိုမျိုးလေးပေးထားတတ်တယ်သူပေးထားတဲ့နေကလေးတွေကိုကြိုက်တယ်ဆိုရင်အဲ့ဟာလေးကိုနှိပ်ပြီးတော့ရှေ့ကိုနှိပ်ကိုနှိပ်ပြီးရှေ့ဆက်သွားလို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကကိုယ်စိတ်တိုင်းကြနေပေါ့နော်ကိုယ်စိတ်တိုင်းကြယူမယ်ဆိုရင်တော့ဒီအောက်မှာရှိရ create your own email address ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ထည့်ပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်ကဒီအောက်ကဟာလေးကိုပဲတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာကိုယ်စိတ်တိုင်းကြကိုထည့်ခြင်းတဲ့ဟာလေးကိုထည့်ပေါ့နော်ကျွန်တော်ဆိုရင်ရဲလင်းအောင်လို့ပေးကြည့်လိုက်မယ်ရဲလင်းအောင် @gmail.com ပေါ့နော်ဒါဒီဟာတော့ရမှာမဟုတ်ဘူးဘာကြောင့်လဲဆိုရင်ဒီ email အတွက်ကဒါသူများယူပြီးသားကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်စမ်းကြည့်လိုက်မယ်နှိပ်ကိုနှိပ်လိုက်မယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်dev user name if token try another ဆိုပြီးတော့ဒီလိုမျိုးဒီစာအနီလေးနဲ့ပေါ်လာတယ်ဆိုရင်ပြောချင်တာကဒီရဲလင်း @gmail.com ဆိုတာဒါသူများအခြားတစ်ယောက်ကဖွင့်ပြီးသားကြီးလို့ပြောချင်တာပေါ့နော်အဲ့လိုမျိုးဖြစ်နေဆိုတော့နောက်ကနေတစ်ခုထပ်ထည့်ပေးရမှာပါစာပဲဖြစ်ဖြစ် number ခဏပဲဖြစ်ဖြစ်တစ်ခုထည့်ပေးလိုက်ပါဗျာနော်ကျွန်တော်ဆိုရင်ဥပမာအဖြစ်ကျွန်တော်ဒီလိုမျိုးထည့်လိုက်မယ်
ဒီလိုမျိုးလေးထည့်လိုက်မယ်နော်ဒါဆိုရင်ဒီ email address ဆိုရင်ဒါရသွားရပါတော့အခြားသူကဖွင့်ထားတာမရှိဘူးဆိုတဲ့သဘောပါဗျဒီနေရာကိုရောက်ပြီဆိုရင်ကျွန်တော် password ပေးရမှာဖြစ်ပါတယ်ဗျ password ကတော့မိတ်ဆွေတို့ကြိုက်တဲ့ password ပေးပါဒါပေမဲ့ကျွန်တော်ရဲ့ video တွေမှာကျွန်တော်အများတန်းပြောနေကြတဲ့အတိုင်းပဲဒီ password တွေပေးတဲ့အခါမျိုးမှာကိုယ့်ရဲ့မွေးနေ့တက္ကတိတွေဖုန်းနံပါတ်တွေဒီကိုယ့်ရဲ့နာမည်တွေဒီလိုမျိုးအလွယ်တကူမပေးသင့်ပါဘူးအဓိကအဖြစ်ဘယ်လိုအကြောင်းအရာမျိုးတွေပါတင်လဲဆိုရင်ဥပမာအဖြစ်ဗျဒီလိုမျိုးပေါ့ဒါဥပမာပြောတာပေါ့နော်ဒီဟာကြီးပေးလို့ပြောတာတော့မဟုတ်ဘူးဒီလိုမျိုး password ကလေးတွေပေးတင်ပါတယ်ဗျခက်ခဲပေါ့ခက်ခဲဆိုတာထက်ကျွန်တော်ဒီ ABCD ကဏ္ဍကိုအကြီးရောအသေးရောပါမယ်ပြီးတော့ဒီ special character တစ်ခုခုပါမယ်ပြီးဒီလို number ကဏ္ဍတွေပါမယ်ပေါ့နော်အဲ့လိုမျိုးပြည့်ပြည့်စုံစုံလေးပေးတင်ပါတယ်ဗျဒါကကိုစိတ်တိုင်းကြဟာကိုပေးပါကျွန်တော်ကတော့ကျွန်တော်ပြန်ပြီးပေးလိုက်မယ်ပေါ့နော်ကျွန်တော်ပေးနေကြတဲ့အတိုင်းပဲကိုစိတ်တိုင်းကြပတ်သက်ကိုပေးလိုက်ပါနော်ပေးပြီးဆိုရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ဒီ next ဆိုတာလေးကိုနှိပ်ပြီးတော့ရှေ့ဆက်သွားမှာဖြစ်ပါတယ်ဗျ next ကိုနှိပ်လိုက်ပါပြီးဆိုရင်သူကကိုယ့်ရဲ့ email address ကိုတစ်ခေါက်ထပ်ပြီးတော့လာပြီးပြပေးလိမ့်မယ်ပေါ့နော်ဒီဟာလေးကိုမှန်တစ်ချက်ပြန်ပြီးစစ်မှန်တယ်ဆိုရင် next ကိုနှိပ်ပြီးရှေ့ကိုဆက်သွားလို့ရပြီပဲဖြစ်ပါတယ်ဗျ next ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ privacy and then ဆိုတဲ့နေရာလေးပေါ့နော်ဒါ Gmail ကောက်ဖွင့်မှုအတွက်နောက်ဆုံးအဆင့်နေရာလေးကိုရောက်လာပြီပဲဖြစ်ပါတယ်လူမျိုးလေးပေါ်လာပြီဆိုရင်ကျွန်တော်ဒီအောက်ဆုံးထိဆွဲလိုက်ပါအောက်ဆုံးထိဆွဲလိုက်ဒီနေရာမှာ I agree ဆိုတာလေးကိုထပ်ပြီးတွေ့ရပါလိမ့်မယ်ဗျအဲ့ I agree ဆိုတဲ့ဒီ button close အပြလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာပြီးရင်ကျွန်တော်ခဏလေးစောင့်ပြရတယ်ပေါ့နော်ပြီးရင် Google Service ဆိုပြီး wine လေးလဲပါဒီလိုမျိုးလေးဖြစ်သွားပြီပဲဖြစ်ပါတယ်ဗျဒီလိုမျိုးလေးပေါ်သွားပြီဆိုရင်တော့ဒါကျွန်တော်တို့ရဲ့အကောက်ဖွင့်တာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ email address ကိုကျွန်တော် login ပြန်ဝင်လဲရတယ်ဒါမှမဟုတ်ရင်ဒီအောက်ဆုံးဒီဆွဲကြည့်လိုက်ရင်ဒီမှာပေါ့နော်ဒီ email address ကလေးနဲ့ဒီလိုမျိုးလေးအကောက်ဖွင့်လို့အောင်မြင်သွားပြီပဲဖြစ်ပါတယ်ဗျဒီမှာပေါ့နော်ဒီဟာကိုကျွန်တော်နောက်ပိုင်းကျမှမေးပါညာဒီ Gmail ကောက်ဖွင့်လာခဲ့တော့မွေးနေ့တွေဒီ name တွေ password တွေအကုန်လုံးပြန်ချိန်လို့ရပါတယ်ဒါကိုကအမှန်ကန်ပေးခဲ့ဆိုရင်တော့ချိန်ရမလို့ပေါ့နော်ကိုကပြန်ချိန်နေတယ်ဆိုရင်လည်းအလွယ်တကူချိန်လို့ရပါတယ်ဗျဒီ Gmail ကိုသုံးပြီးကျွန်တော်ကြိုက်တဲ့အကောင့်တွေထပ်ပြီးဖွင့်လို့ရပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဒီဖုန်းတွေမှာ Gmail ကောက်ဖွင့်တာများတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖုန်း version ပေါ်မူတည်ပြီးတော့ပဲဖြစ်ဖြစ်သူက Gmail ကောက်ဖွင့်တဲ့အခါမှာဖုန်းနံပါတ်တောင်းတာမျိုးလေးပါလေးရှိတတ်တယ်ပေါ့နော်ဒါဖုန်းတစ်လုံးနဲ့တစ်လုံးတော့အနည်းငယ်သဘောတရားလေးကွဲလွဲတယ်သဘောတရားကတော့တူတူပဲပေါ့နော်ပုံစံလေးအနည်းငယ်ကွဲလွဲတယ်ဒီဖုန်းနံပါတ်တွေပါတောင်းနေဆိုရင်တော့ဖုန်းနံပါတ်ထည့်ပေးရမယ်ထည့်ပြီးတော့ကျွန်တော် OTP ကုတ်ကလေးပြန်ပြီးတော့verify လုပ်ပေးရတယ်ပေါ့နော်ကိုက Gmail ကောက်ကိုရေရှည်သုံးဖို့အတွက်ရည်ရွယ်ထားတယ်ဆိုရင်တော့ကိုယ့်ရဲ့နာမည်မွေးနေ့တွေမှန်ကန်ထည့်တင်တယ်နောက်ပြီးတော့ Gmail ကောက်ထဲမှာကျွန်တော်တို့ဒီ verify လုပ်တဲ့နေရာမှာဖုန်းနံပါတ်ပါညာလဲထပ်ပြီးတော့ထည့်ထားတင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်အဲ့လိုမျိုးပြည့်စုံထည့်ထားရဆိုရင်ဒါတခုခုကို password မိတာဖြစ်ဖြစ်ကိုယ့်ရဲ့ Gmail တရားရောက်ကခိုးယူရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ပြန်ယူလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် Gmail ကောက်ကိုဒီအပိတ်ခံရနိုင်ပါလေတိတ်မရှိတော့ဘူးပေါ့နော်အခုနောက်ပိုင်းမှာဆိုရင် Gmail ကောက်တွေကဒီပြတ်သွားတဲ့သဘောတွေပါလေရှိလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဖုန်းနံပါတ်တွေပါလေထပ်ပြီးထည့်ထားတင်ပါတယ်ဗျအဲ့အကြောင်းအရာတွေတော့ကျွန်တော်နောက်ထပ်သင်ခန်းစာလေးနောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတင်ပေးသွားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုချင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ